န္ဒပြည့်ချောင်းတရား၅ပါးဆိုတာမြတ်စွာဘုရားဟောတဲ့သင်္ခါရုပပတ္တိတုတ်ဆိုတာရှိတယ်အဲ့ဒါနဲ့လူတိုင်းဟာကောင်းမြတ်တဲ့ဆန္ဒတွေမိမိတို့ရဲ့လူဆန္ဒတွေရှိကြအဲ့ဒီဆန္ဒတွေပြည့်ပါဖို့အတွက်လူတွေရဲ့တဏ္ဍာမှာရှိတဲ့စိတ်ဆွမ်းအား၅မျိုးအဲ့ဒီစိတ်ဆွမ်းအား၅မျိုးဟာကိုယ့်ရဲ့ဆန္ဒကိုပြည့်ဝစေနိုင်တယ်လို့မြတ်စွာဘုရားကဟောထားတဲ့တရား၅မျိုးကတတ္ထာသီလသုဒ္ဓစာခပညာလို့ဘယ်တော့မှဘယ်ခေတ်ကာလပဲဖြစ်ဖြစ်ဘယ်ခါပဲဖြစ်ဖြစ်ဒီသဘာဝတရားတွေဟာလူတိုင်းရဲ့တဏ္ဍမှာအားကောင်းနဲ့ရှိလာပြီဆိုလို့ရှိရင်ဘယ်ဆန္ဒတွေပြည့်နိုင်ကြတယ်တတ္ထာဆိုတာရှင်ကြည်ချက်ကောင်းတဲ့လုပ်ငန်းတွေပေါ်မှာစိတ်ဝင်စားတာမှန်ကန်တဲ့ဆုံးဖြတ်ချက်ရှိတာဒါမို့ရှင်ကြည်ချက်ကိုလည်းတတ္ထာလို့ခေါ်တယ်ဆုံးဖြတ်ချက်ကိုလည်းတတ္ထာလို့ရှိကောင်းတဲ့ဘက်မှာစိတ်ဝင်စားမှုရှိတာကိုလည်းတတ္ထာလို့ခေါ်တယ်ဒါကြောင့်တတ္ထာဆိုတာယုံကြည်တာတခုတည်းမဟုတ်ဘဲနဲ့စိတ်ထဲမှာယုံနဲ့ကြည်တယ်လို့ဆိုတာယုံမှုဆိုတာကလက္ခဏာကြည်တယ်ဆိုတာအဲ့ဒီပုံမှာဆုံးဖြတ်ချက်ထားတဲ့စိတ်ရဲ့ကြည်လင်မှုကိုဆိုလို့သူ့ရဲ့စွမ်းဆောင်မှုကယုံရင်းနဲ့စိတ်ကြည်လင်စေခြင်းစိတ်ကြည်လင်လာတဲ့အခါမှာလူတိုင်းဟာစိတ်ကြည်နေပြီဆိုလို့ရှိရင်သူကသီလဆိုတဲ့ကိုယ်ကျင့်တရားကိုဖြစ်ခြင်းပြီးသားဖြစ်တာကိုယ်ကျင့်တရားဟာလည်းလူတွေအတွက်အရေးကြီးဆုံးအရေးချင်းတစ်ခုပဲဖြစ်တယ်အဲ့ဒီတမန်အားဖြင့်ဆိုလို့ရှိရင်၅ပါးသီလအဲ့ဒီ၅ပါးသီလလို့ဆိုရတဲ့မှာသီလဆိုဒီမှာစောင့်တည်လိုက်တဲ့အချိန်ကနေစပြီးတော့မကြိုးသေးသမျှကိုတွေးကြည့်တိုင်းထိုသီလပေါ်မှာစိတ်ဟာကြည်နူးမှုကိုဖြစ်ပေါ်စေတယ်အနဝိဇ္ဇဒုက္ခလို့ခေါ်တယ်အပြစ်ကင်းတဲ့ချမ်းသာမျိုးကိုသီလပေးစွမ်းနိုင်တစ်ခုချင်းစဉ်းစားလို့စောင့်တည်လိုက်တဲ့အချိန်ကစပြီးဥပမာဒီနေ့သီလစောင့်တည်လိုက်တယ်ဒီသီလစောင့်တည်လိုက်တဲ့အချိန်ကစပြီးတော့ကျွလွန်မှုမရှိသေးဘူးဆိုလို့ရှိရင်ဒါသီလရဲ့စင်ကြယ်မှုလို့ခေါ်တယ်သူကအဲ့ဒီစင်ကြယ်မှုပေါ်မှာအာရုံပြုလိုက်လို့ရှိရင်ထိုစင်ကြယ်မှုကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေထပ်ဆင့်ပြီးတော့ဖြစ်တယ်သီလရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာတမန်အားဖြင့်တော့ကိုချင်းတရားလို့သာပြောကြတယ်သီလရှိနေပြီဆိုရင်ကုသိုလ်ကောင်းမှုတွေဟာကိုယ်တဏ္ဍမှာတည်မြဲတယ်လို့ဆိုလိုတဲ့အဓိပ္ပာယ်ရတယ်ချင်းလေးစီဟာတင်ကြီးရွှေဘက်မှာသာတည်တယ်လို့မြန်မာစကားမှာဆိုတယ်လို့ပဲကုသိုလ်တရားတွေဟာသီလရှိတဲ့ပုဂ္ဂိုလ်မှာတည်တယ်လို့ပြောတယ်သီလရှိလာပြီဆိုရင်ကုသိုလ်တွေကလမ်းပွင့်တယ်နော်သီလဆိုဒီမှာကာယကံထိမ့်သိမ်းဆောက်ရှောက်မှုနဲ့ဝစီကံထိမ့်သိမ်းဆောက်ရှောက်မှုဒီနှစ်ခုကိုဆိုလို့အဲ့တော့သီလရဲ့အဓိပ္ပာယ်ဟာကုသိုလ်တွေရဲ့တရားလို့အဓိပ္ပာယ်ရတယ်နောက်တစ်ခုကတော့ကာယကံမှုဝစီကံမှုကိုမှန်ကန်တဲ့ပြည့်ပြင်ပြီးတော့မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာထားတာဟောသီလလို့ခေါ်တယ်ဆိုလိုတာကတော့စီကံပေါ့နှုတ်ကိုစီကံထားတယ်ကိုယ်ဒီလျောက်မှုကိုစီကံထားဒါမလုပ်ဘူးဆိုတဲ့ရှောင်ကျဉ်မှုတွေကိုစီကံချက်ထားတာဒါသီလပဲလို့ဆိုတယ်တရားတရားရှိလာပြီဆိုရင်သီလဆိုတာလည်းဖြစ်ပေါ်လာတယ်သီလဖြစ်လာပြီးတဲ့နောက်မှာဘာလုပ်ဖို့လိုလဲဆိုတော့သုတဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုများနာဖို့လိုတယ်ပေါ့သင်ယူတယ်လောကီကိစ္စတွေမှာလည်းလောကီဘောဓုတတွေစီဘူးအထောက်ရတယ်နာကြားကြရတယ်ဒီတရားတော်နဲ့ပတ်သက်လာလို့ရှင်လေမြတ်စွာဘုရားရဲ့အဆုံးအမတွေများရအောင်သင်ယူရမယ်သင်ယူပြီးတဲ့အခါမှာအဲ့ဒီပုံမှာစဉ်းစားပြီးလက်တွေ့ဆောင်ရံနဲ့ရှောင်ရံဒီနှစ်ခုကိုလှုပ်ဆောင်အဲ့ဒါဆိုရင်သုတဆိုတာကိုယ်တဏ္ဍမှာရှိလာဒါကိုသုတဆိုတာနံပါတ်1သင်ယူခြင်းနဲ့နံပါတ်2မှတ်သားထားပြီးတော့ပြန်ပြီးစဉ်းစားခြင်းနံပါတ်3လိုက်နာကျင့်သုံးခြင်းဆိုမှသုတရဲ့အနှစ်သာရပေါ်လွင်လာတယ်လုပ်ငန်းကအဲ့ဒီကျမှပြီးဆုံးတယ်နောက်တစ်ခုဒီလိုဘုဒ္ဓရှိလာလို့
ကိုယ်တဏ္ဍာမှာကုသိုလ်ဖြစ်တယ်အကုသိုလ်ဖြစ်တယ်လို့ဆိုတာကုသိုလ်ဖြစ်သလားအကုသိုလ်ဖြစ်သလားဆိုတာသိအောင်မြတ်စွာဘုရားအဆုံးအမတွေကိုနာယူမှတ်သားပြီးကုသိုလ်ဖြစ်ရင်ဖြစ်တယ်လို့သိဖို့အကုသိုလ်ဖြစ်ရင်အကုသိုလ်ဖြစ်တယ်လို့သိဖို့သိပြီးရင်ဘာလို့အကုသိုလ်ကိုဆက်မဖြစ်အောင်ထိန်းသိမ်းတယ်ကုသိုလ်ကြတော့ဆက်လက်တိုးပွားလာအောင်လုပ်တယ်ဒီကြမှာသူ့ရဲ့သူ့တာရဲ့ပြည့်စုံမှုလို့ခေါ်တယ်နောက်တစ်ခုကတော့စာကားဆိုတာဒီရှယ်ယာလောက်တာကိုပြောတာကိုတယောက်တည်းသုံးမယ်ဆိုတော့စိတ်ဓာတ်မျိုးမထားဘူးမိသားစုထဲမှာလည်းပဲကုသိုလ်ကောင်းမှုဆိုတာသူ့လည်းကြွေးလိုက်ပါသူ့လည်းကြွေးလိုက်ပါသူ့ဒါလေးပေးလိုက်ပါဆိုတာစာကားပဲအဲဒီလိုစာကားဟာစင်စွန့်ကြဲပေးကံလှူဒန်းမှုဟာဒီမစ္စရိယလို့ဆိုရင်ငါးပါးသုံးနေဆိုတဲ့ဒီနှမျောတွန့်တဲ့စိတ်ဓာတ်မျိုးဖယ်ရှားပြပြီးတော့စွန့်ကြဲခြင်းလို့ဆိုရင်ကုသိုလ်ကောင်းမှုပြုလုပ်တာစာကားရှိမှသူကဘဝမှာပြည့်ပြည့်စုံနိုင်တယ်လို့ဆိုလိုတယ်ပေးကမ်းခြင်းဟာရယူခြင်းတစ်မျိုးပဲဖြစ်တယ်ဒါကြောင့်မို့ပေးကမ်းတဲ့ပုဂ္ဂိုလ်တွေကရနေကြတာပေါ့နော်အဲဒီစာကားဆိုတာလည်းပြည့်ရှိရမယ်နောက်တစ်ခုအရေးကြီးဆုံးကတော့ပညာဆိုတာရှိဖို့လို့ပညာဆိုတာဟာလုံးတဲ့နာနဲ့မလုံးတဲ့နာသိတာကိုပညာလို့ခေါ်တယ်အဲ့ဒီချင်းပဲလုံးတဲ့နာမလုံးတဲ့နာသိတာကိုအနှစ်ချုပ်ပြောတဲ့အခါမှာကုသိုလ်နဲ့အကုသိုလ်ကိုသိတာကုသိုလ်အကုသိုလ်သိပြီးတော့အဲ့ဒီကုသိုလ်ကံရဲ့အကျိုးတရားအကုသိုလ်ကံရဲ့အကျိုးတရားရှိတယ်လို့လည်းသိတာကိုကမ္မတက္ကတသမ္မာဒိဋ္ဌိလို့ခေါ်တယ်အခြေခံဘုရားရဲ့အဆုံးအမကိုလက်ခံတဲ့ပုဂ္ဂိုလ်တိုင်းဟာကံကံ၏အကျိုးကိုလက်ခံယုံကြည်ခြင်းဟာနံပါတ်1အဆင့်ပဲဖြစ်တယ်ပေါ့အဲကံကံ၏အကျိုးကိုယုံကြည်တယ်ဆိုတာတခြားမဟုတ် responsible ကိုလို့ရင်ကိုတာဝန်ယူတယ်ဆိုတဲ့အသိမျိုးဆိုလို့တယ်ပေါ့တာဝန်ယူတဲ့အသိ responsibility ကိုကမ္မတက္ကတသမ္မာဒိဋ္ဌိလို့ခေါ်တယ်အဲဒီကမ္မတက္ကတသမ္မာဒိဋ္ဌိဆိုတဲ့ပညာဉာဏ်ကအခြေခံပြီးတော့နောက်ဆုံးမှာလောကကြီးဟာဘယ်ရာမှမမြဲဘူးသာဝရပြောင်းလဲနေတာဖြစ်တယ်ဘဝဆိုတာဘယ်သူဘဝပဲဖြစ်ပေါ်လာပြီးနောက်တစ်ဖြည်းဖြည်းပုံမင်းရင်းရောလာတယ်နောက်ဆုံးမှာဘဝတစ်ခုဆုံးလွှဲရတယ်ဆိုတော့ဒီမမြဲတဲ့သဘာဝတရားကြီးကိုစဉ်းစားပေးခြင်းဟာစိတ်ပြည့်စရာကိုတွေးတာမဟုတ်အမှန်မြင်တဲ့အခါကျတော့ဘယ်လိုလားအပ်တဲ့တွေ့တာမှုတွေစိုးရိမ်မှုတွေတောကတွေကိုဖယ်ရှားပြဖို့ရသော်ဗျာဒီနီလန်းကလွယ်လို့တောကဆိုတာကိုဖယ်လို့မရဘူးဒါကြောင့်မို့တောကဆိုတဲ့စိုးရိမ်စိတ်တွေကိုဖယ်ရှားဖို့အတွက်မလုပ်ရမလဲဆိုရင်တွေ့တာမှုကိုဖယ်ရှားတွေ့တာမှုကိုဖယ်ရှားနိုင်လို့ကြတော့ပြောင်းလဲနေတဲ့သဘောကတရားကြီးကိုမြင်မှသာလဲတွေ့တာမှုကိုဖယ်ရှားနိုင်ဒီလိုခွဲဆက်ထားတာပေါ့အတိညာနဲ့တွေ့တာမှုကိုဖယ်ရှားလိုက်လို့ရှိရင်ရှင်တဲ့နှလုံးထဲမှာပူလောင်စေတဲ့တောကဆိုတာကိုဖယ်ရှားနိုင်သွားတောကမရှိတော့ဘူးဆိုရင်နှလုံးသားဟာအေးချမ်းမှုကိုဖြစ်ပေါ်စေတယ်အဲဒါကိုမြတ်စွာဘုရားကပညာလို့ဒီလိုနေရာဆိုရပေါ့ဝိပဿနာပညာကိုရင့်တန်အောင်လုပ်လိုက်နိုင်ပြီဆိုရင်ကိုယ်ရင်ထဲနှလုံးထဲမှာရှိတဲ့တွေ့တာမှုတွေစိုးရိမ်တာတွေအားလုံးကင်းရှင်းသွားပြီးစိတ်နှလုံးအေးချမ်းမှုကိုရနိုင်တယ်ဆိုတဲ့လမ်းစဉ်ကိုမြတ်စွာဘုရားကချပြဟောကြားတာဆုံးမတာဖြစ်တယ်ဒီကျင့်စဉ်တိုင်းကျင့်တော်လို့ရှင်ဘဝမှာကိုယ့်ရဲ့လိုရင်းဆန္ဒတွေဟာပြည့်ဝနိုင်တယ်လို့ဒီလိုဆိုတာဒီထဲမှာလိုရင်းဆန္ဒလို့ဆိုဒီမှာဘဝကြီးကိုညှိငွေ့ပြီးနိဗ္ဗာန်ကိုလိုချင်တယ်ဆိုရင်လေဒီတရားတွေကပြည့်စုံနိုင်တယ်တာမန်ကိစ္စမျိုးတွေမဟုတ်ဘူးဒီတရားတွေရဲ့စွမ်းအားဟာနိဗ္ဗာန်ချမ်းသာထီအောင်ခန္ဓာကိုယ်ကြီးကိုမလိုချင်တော့ဘူးဆိုလည်းပဲဒီတရား၅မျိုးရဲ့စွမ်းအားနဲ့စွမ်းဆောင်မှုပေးလို့ရှိရင်သူကကိုယ့်ရဲ့ဆန္ဒတွေပြေဝသွားတယ်လို့ဒီလိုသင်္ခါရုပပတ္တိတုတ်ဟာမြတ်စွာဘုရားကဟောကြားတာဖြစ်ပါတယ်ဒါကြောင့်မို့တတ္တာရဲ့သီလရဲ့သုတရဲ့စာကားရဲ့ပညာရဲ့ဆိုတဲ့ဒီတရား၅မျိုးဟာလူတိုင်းဘုန်းကြီးတွေရောအပါဝင်ပေါ့အားလုံးဘယ်သူပဲဖြစ်ကိုယ်ကံမှာပြည့်စုံအောင်ရှိနေလို့ရှင်အားကိုးရမယ့်တရားယုံကြည်အားထားရမယ့်တရားမျိုးသာဖြစ်တယ်ဆိုပြီးဒီတရားတွေကိုယ်ကံမှာပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း